ဟိုးရှိတုန်းကမြို့လေးတစ်မြို့မှာဂီတာစီတာရောမင်းနဲ့ဆူနီတို့လူငယ်လေး၄ယောက်ကအားလည်းရက်ကိုဆူနီတို့ရဲ့ရွာကိုအလည်လာခဲ့ကြတာပေါ့ရွာရဲ့လက်တဝက်ကိုရောက်တော့ပိုက်စားလာကြပါတယ်ဆူနီငါရွာပိုက်စားနေပြီဟုတ်တယ်ငါလည်းပိုက်စားနေတယ်မိုးကလည်းရှုပ်နေပြီဆိုတော့နေ့လေတွေကငါတို့တွေဘာမှမစားရသေးဘူးဟုတ်ပါပြီဒါဆိုရင်လည်းလမ်းမှာကောင်းမဲ့ထင်တဲ့ဆိုင်တစ်ဆိုင်ကျွေးဝင်စားကြမယ်လေနန်းနာကိုရောက်တော့သူတို့တွေကစားတောက်ဆိုင်တစ်ဆိုင်ကိုတွေ့ခဲ့ပါတယ်သူတို့တွေကကားတွေကိုစားတောက်ဆိုင်နာမှာရပ်ထားခဲ့တာပေါ့ဟယ်လိုဆိုင်ရှင်ကိုအဲ့ဒီဆိုင်နာမှာလူ၃ယောက်ကမီးလုံနေခဲ့ကြတယ်အဲ့ဒီထဲကဆိုင်ရှင်တစ်ယောက်ထွက်လာခဲ့ပါတယ်ပြောပါခင်ဗျဘသူကိုရှာနေတာလဲဒီနေရာမှာစားစရာရလားဗျကျွန်တော်တို့တွေခရီးဝေးကနေလာကြတာပါအရန်ဖိုက်စာနေလို့ခုချိန်ကဘာမှမရတော့ပါဘူးဘာလို့လဲဗျမိုးလေအရန်ချုပ်နေပြီဒီရွာမှာည7နာရီကျော်ပြီဆိုရင်ဘသူအိမ်မှာမီးမမွေးရဘူးပြီးတော့ဘသူမှလည်းအပြင်ကိုမထွက်ကြဘူးဒီစကားကိုနားထောင်ပြီးတော့တငယ်ချင်း၄ယောက်လုံးကအံ့ဩသွားခဲ့ကြတာပေါ့အကိုဘာလို့ဒီလိုပြောတာလဲဘသူမှအပြင်မထွက်ရဘူးဆိုပြီးတော့ဒီမှာ12နာရီဆိုထွက်လို့မရဘူးဘာလို့လဲဆိုတော့ဒီရွာရဲ့တော်တယ်မှာတရေဝိညာဉ်ညဆိုလှုပ်ရှားသွားလာတာအဲ့လိုတွေမရှိပါဘူးဗျာဘာအယူဆတွေလဲတရေဝိညာဉ်ဆိုတာတကယ်မရှိဘူးမဟုတ်ဘူးကလေးဦးလေးကမလိန်ပြောဘူးတကယ်ည12နာရီကျော်ပြီဆိုရင်ဝိညာဉ်တွေထွက်လာတယ်တွေ့တဲ့လူတိုင်းကိုအသေးသက်ဖြစ်တာနော်ဒီလိုကြတော့စီတာကအရန်ကြောင်လန့်နေတာပေါ့မင်းတို့တွေဦးလေးပြောတာကိုနားထောင်ကြပါသူကဘာလို့ငါတို့ကိုလိန်ရမှာလဲငါဘာလို့နင်တို့ကိုလိန်ရမှာလဲငါနင်တို့ကိုအကောင်းပြောပြတာပါအဲ့ဒီဝိညာဉ်ကဘသူ့ကိုမှအလွတ်မပေးဘူးသူ့ရုပ်ကယောက်ျားရုပ်ခန္ဓာကိုယ်ကတရေအရန်ကြောက်စရာကောင်းတယ်သူတက်လိုက်တဲ့လူတိုင်းကတရေတွေဖြစ်ကုန်ကြတာစွနီထားလိုက်တော့ဆက်ပြီးပြောမနေတယ်ငါတို့တွေတခြားစားတော့ဆိုင်ကိုသွားကြမယ်ဆိုတော့သူတို့၄ယောက်လုံးကတောလန်းကနေထွက်သွားခဲ့ကြပါတယ်။သွားရင်းနဲ့လက်တဝက်ကိုရောက်တော့သူတို့ရဲ့ကားကပြတ်သွားခဲ့တာပေါ့။အိုးဒီကားကဘာဖြစ်ပြန်ပြီလဲ။လာသွားကြည့်ကြမယ်။အင်ဂျင်များတစ်ခုခုဖြစ်နေတာလားမသိဘူး။ Romis နဲ့ Suni ကကားပေါ်ကနေဆင်းပြီးတော့အင်ဂျင်ကိုကြည့်လိုက်ပါတယ်။အင်ဂျင်ကကွဲသွားတာပဲ။ဘလို့လောက်ကြမှာလဲ။ဒီအနီးနဲ့မှာဘာဆိုင်မှမရှိဘူး။စိတ်မပူပါနဲ့။စီတာဂီတာနဲ့မင်းကကားပေါ်မှာပဲထိုင်နေကြငါရေသွားယူလာခဲ့မယ်အင်ဂျင်အရန်ပူနေလို့ဖြစ်မယ်ရေလောင်ပြီးကားကိုနည်းနည်းရှင်းဆက်လို့ရလောက်တယ်ဒီလိုနဲ့ဆူနီကရေယူမို့ထွက်သွားခဲ့တာပေါ့လမ်းကိုရောက်တဲ့အခါမှာဆူနီကအတန်တစ်မျိုးကိုကြားလိုက်ရပါတယ်ဒါကတော့ဝင်းကြီးအတန်ပါဘသူလဲအဲ့နဲ့မှာဘသူရှိလဲဝင်းကြီးကဆူနီကိုတိုက်ခိုက်တော့တာပေါ့မင်းကငါအကြောင်းဘသူမှမပြောခဲ့ဘူးလားဟေးငါ့ကိုလွတ်စမ်းငါ့ကိုလွတ်ပေးမင်းဒီနေ့တေးပြီးတော့မှမင်းကိုဘယ်သူမှမกินနိုင်ဘူးအဲ့လိုမလုပ်ပါနဲ့လွတ်ပေးပါဗျာအရီနောက်တရေကသူ့ရဲ့ကိုးဘောတက်ပြီးတော့တိုက်ခိုက်ခဲ့တယ်ဆူနီကိုတိမ်ဆုံးအောင်လုပ်ခဲ့ပြီးတော့ဆူနီရဲ့သွေးတွေကိုစုပ်ယူတောက်တုံးခဲ့တာပေါ့ပြီးတော့ဆူနီရဲ့ကိုယ်ထဲမှာသူ့ရဲ့ဝိညာဉ်ကိုတွင်ခဲ့ပါတယ်ဒီလိုနဲ့သူကအားလုံးကိုတတ်မဲလို့ကြိမ်မောင်းနေခဲ့တာပေါ့တော်တော်ကြာနေပြီကွာဆူနီအခုထိမလာသေးဘူးတော်ချာနေစောနာစားတော့ဆိုင်ကဦးလေးပြောတာမှန်နေရလားမသိဘူးနော်မဟုတ်ပါဘူးနင်စိတ်မပူပါနဲ့နင်တို့နှစ်ယောက်ကားပေါ်မှာထိုင်ပြီးစောင့်နေကြငါသွားကြည့်လိုက်အောင်မယ်ဒီလိုနဲ့ Romis ကဆူနီကိုရှာဖို့သွားခဲ့တာပေါ့တိတ်မကြခင်မှာဆူနီကိုတွေ့လိုက်ရပါတယ်ဒီမှာဘာလုပ်နေရလဲဒီလောက်အကြာကြီးငါကကြောက်နေတာငါရေကိုမရလို့ပါ Romis နဲ့ဆူနီကကားနာကိုရောက်လာခဲ့တာပေါ့ဆူနီနင်ဘာလို့ဒီလောက်ကြာနေရလဲငါတို့တွေကနင်ကိုစောင့်နေတာရေမရလို့ရလေဆူနီကားပေါ်မှာထိုင်ငါကတ်ဆက်နိုးကြည့်မယ်ရလားမရလားမသိဘူး Romis ကကားကိုဆက်နိုးကြည့်တာပေါ့ကားကသူ့ဘာသာသူဆက်နိုးသွားခဲ့ပါတယ်ကားကရသွားပြီအခုတော့ငါတို့တောထဲကနေထွက်သွားတော့မယ်ဒီလောက်လူအများကြီးရဲ့သွေးကိုတောက်ရရင်တိတ်ကူပြောစရာကောင်းပါပဲဒီလိုနဲ့သွားရင်းနဲ့သူတို့၄ယောက်လုံးကသူတို့သွားမယ့်နေရာကိုရောက်ရှိလာပြီးတော့နောက်တစ်နေ့မနက်မှာဆူနီတို့တငယ်ချင်း၄ယောက်မနက်စာစားဖို့ထိုင်နေခဲ့ပါတယ်
ဆူနီမင်းဘာလို့တိတ်တိတ်လေးနေနေရလဲဟိုကနေထွက်လာကြတဲ့ကမင်းပုံစံကတိတ်ဆိတ်နေတာပဲဘသူနဲ့မှလည်းစကားမပြောတော့ဘူးရောဆူနီကရော်မင်မေးတာကိုမဖြေခဲ့ပါဘူးမနက်စာတွေကိုယူပြီးတော့ဆူနီရဲ့အမေပူနန်းရောက်လာခဲ့တယ်ကလေးတို့နင်တို့တွေမနက်စာပူပူလေးစားကြနော်စားစရာတွေထဲမှာရှပ်ပါတီတင်းချင်းအရှင်တနက်တွေအစုံပါတယ်ဆူနီကစားစရာတွေကိုမြင်ပြီးတော့ဒေါ်သားထွက်တာပေါ့ပြီးတော့သူကအော်ပြီးပြောပါတယ်ဒါဘလို့နနက်စာလဲဒီလိုနနက်စာဘသူကစားလို့လဲတားလေဘာဖြစ်လို့လဲတခြားကစားရှင်နေဆိုအမေကိုပြောလေအမေကတားကြိုက်တဲ့ဟာတွေလုပ်ပေးထားမှာပေါ့ဟမ်ဒီလိုချပါသည်ဘသူစားလို့လဲပူနန်းကဓာကိုကြားပြီးအန်အော်နေတာပေါ့ဆူနီကအိမ်ကိုလာတိုင်းငါလှုပ်ထားတဲ့ပရာတာကိုစားတာလေဒီနေ့ဘာဖြစ်နေတာလဲလို့တွေးနေခဲ့တယ်ဘာစားချင်လို့လဲတာပြောကြည့်လေအမေအခုချက်ချင်းလုပ်ပေးမယ်အသားပဲစားချင်တာငါကအသားပဲစားချင်နေတာဆူနီမင်းကဘယ်ချိန်ကလေးကအသားတွေစားတက်လာတာလဲဘယ်ချိန်ကလေးကကြိုက်တက်လာတာလဲအရင်ကတခါမှမစားဘူးပါဘူးအသားမြင်တော့ယွန်းတက်တာဘူးခုငါအသားစားချင်နေတာအသားနဲ့အတူသွေးရတစ်ခါကိုပါယူလာခဲ့ပြီအဲ့ဒါကိုပဲငါစားမယ်အဲ့ဒီအချိန်စီသားကဆူနီရဲ့လေဘင်းကိုတွေ့ခဲ့ပါတယ်ဆူနီနင်းရဲ့လေဘင်းကဘလို့ဖြစ်တာလဲအနာကဘလို့ဖြစ်ရတာလဲတောထဲမှာငါရီသွားယူတဲ့အချိန်ခြုံပုတ်ပေါ်ကိုပြုတ်ကျသွားတာဆူနီကဒီလိုပြောပြီးတော့ပရာတာစားနေခဲ့တာပေါ့ဆူနီကအဆက်မပြတ်ပရာတာတွေကိုအချက်20-25ချက်လောက်အထိစားခဲ့တာပေါ့ဟဲ့ဂီတာဆူနီကအစောနာပရာတာမစားဘူးဆိုခုဘာလို့အရန်စားနေရလဲစားပြီးနောက်ပိုင်းမှာတော့ဆူနီကအိတ်ခမ်းဖက်ကိုသွားခဲ့ပါတယ်ဆူနီငါတို့ကအလဲလာကြတာလေမင်းတို့ရွာကိုငါတို့ကိုမပြတော့ဘူးလားဆူနီကရောမစ်ကိုဘာစကားမှပြန်မပြောဘဲအိတ်ရာဘက်ကိုသွားခဲ့တာပေါ့ငါစဉ်းစားမိတာလေဆူနီကတောရဲကနေလာပြီးတည်းကဒီလိုတိတ်ဆိတ်နေတာဟုတ်တယ်နင်ပြောတာမှန်တယ်သူတခုခုတော့ဖြစ်နေတယ်အရင်ကလို့မဟုတ်ဘူးဒီလိုနဲ့မိုးချုပ်သွားခဲ့ပြီးတော့အားလုံးကကိုယ့်ရဲ့အခန်းထဲကိုဝင်သွားတာပေါ့ဆူနီရဲ့ခန္ဓာကိုယ်ထဲကတရေကအပြင်းကိုထွက်လာခဲ့ပါတယ်ဒီမှာလူတွေအများကြီးပဲမစားရရင်တိတ်ကိုကောင်းပါတွေးမတော့ရအောင်ကြာနေပြီအဲ့ဒီအချိန်မှာဂီတာကရေအရန်စာနေတာနဲ့မိဖို့ခန်းထဲကိုဝင်သွားတာပေါ့ဂီတာကိုမြင်တော့တရေကအရန်ပျော်သွားပြီးတော့ဂီတာရဲ့နောက်ကိုလိုက်ခဲ့ရပါပေါ့တရေကဂီတာရဲ့ကုတ်ပေါ်ကိုတက်ပြီးတော့သွေးဆုံယူခဲ့တယ်ဒီလိုနဲ့ဂီတာကတိတ်ဆုံသွားတာပေါ့ဒါရီအားလုံးကိုစီတာကတွေ့ခဲ့ရတာပေါ့သူကဘသူကိုမှမပြောဘဲအခန်းထဲဝင်ပြီးတော့မနက်မိုးလင်းတာကိုစောင့်နေခဲ့တယ်မနက်မိုးလင်းတော့ပူနန်းကမိဖို့ဘက်ကိုလာတော့ဂီတာတိတ်ဆုံးလျက်အနေအထားနဲ့တွေ့ခဲ့ရတာပေါ့ပူနန်းကအော်ဝါတော့တယ်ဟာဒါဘလို့ဖြစ်တာလဲ तू ကဒီမှာဘလို့လုပ်သေးနေရလဲပူနန်းအော်ရာကိုကြားတော့စီတာနဲ့ရော်မင်ဆူနီကိုထွက်လာကြပါတယ်သူဘလို့လုပ်သေးနေတာလဲသူ့ကိုဘယ်သူလုပ်လိုက်တာလဲစီသားကဆူနီကိုကြောက်တော့ဘာမှမပြောခဲ့ပါဘူးအိမ်မှာတခိုးတွေဘာတွေတော့မဝင်ဘူးမလားတခိုးတွေဘာတွေတော့သူ့ကိုတက်တာမဖြစ်နိုင်ဘူးအဲ့ဒီအချိန်စီသားကကြောက်ပြီးတော့ရမစ်ကိုပြောပြခဲ့တယ်တရေရဲ့ဝင်းကြီးကတက်လိုက်တာစီသားဒီเจ้าနေအကုန်လုံးကိုပြောပြကြည့်ပါဦးရမစ်ဆူနီရဲ့ကိုယ်ထဲမှာတရေရှိနေတယ်အဲ့ဒီတရေကဂီတာကိုတက်လိုက်တာငါညတော့ကအကုန်မြင်လိုက်တယ်စီသားကပြောပြီးတော့ငိုနေတော့တာပေါ့ငါတို့ကိုလည်းအဲ့ဒီတရေကအလွတ်မပေးဘူးတတ်မှာရောမစ်နဲ့စီသားကပူနန်းကိုအကြောင်းဆုံးပြောပြခဲ့ပါတယ်ပူနန်းကအရန်ကြောက်နေပြီးတော့သူတို့3ယောက်ပေါင်းပြီးတော့ရွာထဲကပုံနာစီကိုသွားခဲ့တာပေါ့ပုံနာကြီးကြောက်စရာကြီးဖြစ်ကုန်ပြီဘာကြောက်စရာတွေဖြစ်ကုန်တာတော့ကျမရဲ့သားကိုတောရဲကတရေကတက်ပြီးသူ့ကိုယ်ရဲဝင်ပူးနေတယ်ပြီးတော့အားလုံးကိုလည်းလိုက်ဒုက္ခပေးနေတယ်ဒါဆိုရင်တော့တခုပဲနီးလန်းရှိတယ်အဲ့ဒီအချိန်ပုံနာကြီးကဖះเจ้าထဲကိုဝင်ပြီးတော့မေတော်ရဲ့လန်တန်ကိုယူပြီးပူနန်းကိုပေးခဲ့တာပေါ့ယော့ဒီလန်ကိုယူသွားတရေကဘသူ့ကိုပဲနှောက်ရှက်သူ့ရဲ့ဘိုက်ကိုဒီလန်နဲ့စိုက်လိုက်ဟုတ်ကဲ့သူတို့3ယောက်လုံးကအရီကနေထွက်လာခဲ့ပါတယ်ညရောက်တော့တရေကတခြားလူတွေကိုတတ်ဖို့လုပ်တဲ့အခါမှာ
ဒီနေ့နောက်တစ်ယောက်ရဲ့သွေးကိုတောက်ရတော့မယ်အရန်အရသာရှိရပဲ ဒီစကားကိုဆူနီရဲ့အမေပူနန်းနဲ့စီတာတို့ကချောင်းပြီးနားထောင်နေခဲ့ရပေါ့ရမစ်ဒီသူ့ရဲ့ရှေ့ကိုသွားလိုက်နင်းကိုတစ်ခုခုလာလို့ရင်ငါသူ့ရဲ့ဘိုက်ကိုထိုးလိုက်မယ်ဟုတ်တယ်အန်တီပြောရမှန်တယ်ရမစ်ကဆူနန်းရဲ့ရှေ့ကိုသွားရက်ခဲ့ပါတယ် ဒီနေ့နင်းလည်းပဲနင်းရဲ့သွေးကိုတောက်မယ် တရဲကရောမစ်ဘက်ကိုလာပြီးတော့တရဲရဲ့နောက်မှာပူနန်းကလာခဲ့တာပေါ့တရဲရဲ့ခန္ဓာကိုယ်လေးကိုလှန်တန်နဲ့စိုက်ထုတ်ခဲ့ပါတယ်ဒီလိုနဲ့တရဲကမခံမရက်နိုင်ပဲတည်ဆုံသွားခဲ့တာပေါ့ကျန်တဲ့သူတွေအားလုံးကလည်းစိတ်ရှာလက်ရှာနဲ့ဆက်လက်နေထိုင်သွားကြတာပေါ့ကွယ်